ဒီစက်ကိုတော့ဝဲပဲချနော်ဘာလို့တော့ဝဲချလိုက်လဲသိလားတခါကြီးတို့အသက်ထဲဆုံးဒီဗုဒ္ဓမြတ်စွာဘုရားသာသနာကြီးကိုဒီလိုပဲဒါနပိရဒပုဂ္ဂိုလ်များဖြစ်ပြီးဒါနတရားတွေနဲ့ထောက်ပံ့ဆောင်ကြောက်လူတိုင်းရပါလို့ဤဆိုတဲ့အတိတ်ကောင်းတွေကောင်းဆိုတော့ခြေစက်ကိုအကုန်ချနဲ့ခြံတာခြေစက်အကုန်ချလိုက်ကုန်သွားမှာဟုတ်တယ်မလားဒါကြောင့်မလို့တဝက်ချကဲလိုက်ဆိုမယ်ဤသို့ပြုရဗနာမနေဒါနသီလဘာဝနာဟုမြတ်ကောင်းမှုကိုဝိပဿနာညာတကနေယမယာဇာဣဒာတက်ကစစွာဟုတ်သောဘုံ30ဖြစ်ဖြစ်သမျှတတ္တဝနန္ဒတို့အားရကြပါစေေမြဝီတိဤကုသလမြတ်ပုံညကိုရှေးဘဝယခုဘဝတော်ဆက်ခဲ့ကြသောတပည့်တော်တို့ဤနှစ်ဖက်သောမိဘဘိုးဘွားဆရာသမားဆွေမျိုးမိတ်တင်ကအပေါင်းတို့နှင့်မယေတနေယမမင်းနတ်တို့တနေတရားမင်းယမမင်းကြီးတို့နှင့်တပည့်တော်တို့ဤကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့လမ်းဆောင်နဲ့ရက်ွယ်ဆောင်နဲ့ရွာဆောင်နဲ့မြို့ဆောင်နဲ့ကွင်းဆောင်နဲ့လယ်ဆောင်နဲ့ကိုင်းဆောင်နဲ့မုံတိုက်ဆောင်နဲ့အာကာသစုဘုံမစုယုတ်ကစုသာသနာတော်ဆောင်နဲ့ကဘာဆောင်နဲ့သတုလောကပါဠနမင်းကြီးလေးပါးတို့နှင့်အထူးအဖြင့်သာသနာလင်းရောင်ကြီးကျောင်းတိုက်ကြီးအားအစဉ်သာဝရသာသနာပြုခဲ့ကြ၍ဘဝနန္နကျွမ်းမြန်းသွားကြသောဆရာတော်ဘုရားကြီးများနှင့်ဤကျောင်းတိုက်ကြီးအားပစ္စည်းလေးပါးတို့ဖြင့်အစဉ်သာဝရထောက်ပံ့လူရန်ပြီး၍ကွယ်လွန်သွားကြသောပုဂ္ဂိုလ်အပေါင်းတို့အားအစထား၍30ဘုံကျင်းလဲကုန်သောဝိနည်းယဒုက္ခိတာဒုက္ခိတာတတ္တဝါအပေါင်းတို့အားတပည့်တော်တို့ဘဝတစ်လျှောက်လုံးယနေ့ယခုပြုသည်မြတ်ကုသိုလ်ကောင်းမှုတို့ဤအဖို့ဘာကကိုအမြပေးဝေပါကုန်၏ထိုပုဂ္ဂိုလ်ပေါင်းတို့သည်တပည့်တော်တို့နှင့်ဓာတုထမြတ်အတူတကွာညီအမြရာ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာလမ်းပြကြသည်ဖြစ်ပါစေကုန်သောဘုသုံးတည်းဤမြေပန်းသူသီလာထုလေတတိအရာ၌တည်စေသောအာလုံးကြာကြာသည်မြတ်ကုသိုလ်အမြပြုတော်မူကြပါကုန်လောသာရုသာရုအာလုံးကြာကြာသည်မြတ်ကုသိုလ်အမြပြုတော်မူကြပါကုန်လောသာရုအာလုံးကြာကြာသည်မြတ်ကုသိုလ်အမြပြုတော်မူကြပါကုန်လောသာရုဥဒ္ဒမေတော်မူပါခိုင်းသမီးလေးမတ်ကြီးကြီးလေးနဲ့စိတ်ကြမိတာမူတာမိသားစုအားလုံးတို့ကတရားနာပရိသတ်ပေါင်းတော်ကောင်းတို့ကိုစိတ်နှပြကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြုပါ၏သာသနာတွေပြုနိုင်ပြီးကကြီးသုံးပါးကျော်လွှမ်းနိုင်လို့မို့ယောဂကင်းခြင်းစီးပွားတွေတိုးတက်ပြီးတော့တရားဓုတရားမြတ်တွေရကြ၏တိရကုဆန်းလာပမာချမ်းမြတ်သာရရှိကြပါစေဗျာ